ထေရှာယာနာဂတိကျမ်းမှာဖတ်ရှုခြင်းတကြွတနိုင်ငံအရက်တို့ငါစကားကိုကြားကြလောဝေးစွာသောလူမျိုးတို့စစ်စစ်နားထောင်ကြလောငါဖွားစားကပင်ထာဝရဘုရားသည်ငါကိုခေါ်တော်မူ၏အမိဝမ်းထဲမှစာ၍ငါ၏နာမကိုမှတ်တော်မူ၏ငါနှုတ်ကိုထတ်တော်ဓာကဲ့သို့ဖြစ်စေ၍လက်တော်ရိပ်၌ဖုံးထားတော်မူ၏ငါကိုလည်းဥတည်တော်စီသွားဖြစ်စေ၍မိမိများတော်ထဲမှဝတ်ထားတော်မူ၏အိုဣသရေလသင်သည်ငါ၏ကျွန်ဖြစ်၏သင်အားဖြင့်ငါဘုံသည်ထင်ရှားလိမ့်မည်ဟုငါအားမိန့်တော်မူပြီးငါကလည်းအကျိုးမရှိဘဲငါလှုပ်ဆောင်ရပြီအချင်းဤတသက်ငါခွန်အားကုန်ရပြီသို့တော်လည်းငါမှုသည်ထာဝရဘုရားရှိတော်၌ရှိငါခံရသောအခါလည်းငါ၏ဘုရားသခင်လက်တော်၌ရှိသည်ဟုဆို၏ငါသည်ထာဝရဘုရားရှိတော်၌အတရေထင်ရှား၍ငါ၏ဘုရားသခင်သည်ငါကိုခိုင်ခန့်စေတော်မူသည့်အကြောင်းနှင့်တကားဣသရေလအမျိုးသည်အထံတော်၌စုဝေးစေခြင်းကိုမခံတော်လဲငါသည်ယာကုပ်မျိုးကိုအထံတော်သို့တဖန်ဆောင်ခဲ့ရသောကျွန်ဖြစ်စေမည်ကြောင်းငါကိုအမိဝမ်းထဲမှစား၍ဖန်ဆင်းတော်မူသောထာဝရဘုရားမိန့်တော်မူသည်ကားသင်သည်ယာကုပ်၏အမျိုးအနွယ်တို့ကိုချီးမြှောက်ခြင်းဘေးလွတ်သောဣသရေလသားတို့ကိုအရင်ကဲ့သို့ဖြစ်စေခြင်းအလို့ငါသာငါအမှုကိုဆောင်ရွက်တော်မူသည်တာမညာမှုဖြစ်၏ထိုအမှုမကတင်သည်မြေကြီးစွန်းတိုင်အောင်ငါ၏ကယ်တင်ခြင်းကိုပြုစိန်တော်ငါတင့်ကိုတပါးမျိုးသားတို့လင်းเสียဖို့ငါခန့်ထားသည်ဟုမိန့်တော်မူ၏ဖျားသခင်နှုတ်ကပတ်တော်ပေသည်